အားလုံးပဲမင်္ဂလာပါရှင်9နိုင်စီစဉ် channel ကနေပရိသတ်တီအားလုံးကိုပြန်လည်ပြီးအောင်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတင်ဆက်ပေးတော့မယ့်ဇာတ်လမ်းလေးကတော့ဈေးပွဲတော်ညများတဲ့ကထိတ်လန့်6ဖွယ်ရာတင်ရောစင်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel ကနေတင်သမျှဇာတ်လမ်းတွေကိုနားဆင်နိုင်စေဖို့အတွက် channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစတင်လိုက်ပါတော့မယ်ရှင်ဈေးပွဲတော်ညရီတဲကထိတ်လန့်6ဖွယ်ရာတန်ရောစဉ်အချိန်ကတော့2006ခုနှစ်အဲ့ဒီအချိန်တုန်းကနေမျိုးကြီးရီမှာဈေးပွဲတော်တွေခေတ်စားနေတဲ့အချိန်ပေါ့ဒီအချိန်မှာညီမ3ယောက်ပါပြီးဈေးပွဲတော်ကျင်းပမဲ့ကုမ္ပဏီတစ်ခုထားမယ်အများမူခါရီတောက်တော့ကိုရီလင်းတောက်မယ်ပေါ့လေဈေးပွဲတော်ကျင်းပမှုကုမ္ပဏီဆိုတာဗဇက်ကသာပြောတော့တာလွယ်တာဈေးပွဲတော်ကျင်းပဖို့ကုမ္ပဏီဆိုတာဗဇက်ကသာပြောတော့တာလွယ်မယောင်ယောင်ရှိရပါတကယ်တမ်းကျတော့အင်မတန်ပင်ပန်းပြီးလက်ပေါက်ကတ်တဲ့လုပ်ငန်းတစ်ခုပြတ်မှန်ကိုယ်တိုင်တေချာလုပ်ကြည့်မှသိလာတော့တာပါပဲလေတာဝန်ယူမှုတာဝန်ခံမှုဆိုတော့ဒီလုပ်ငန်းမှာအတော့ကိုထည့်သားမြတ်တာရှိရာဒီတာဝန်ယူမှုကနေတာဝန်ခံမှုတွေကြောင့်ဈေးပွဲတော်ကြီးတွေကို ERD တိုင်းအတွင်းဟာမြို့ကြီး၃မြို့မှာစေရင်စီလှုပ်ပြီးကလေးကနောက်ထပ်ဘယ်တော့မှဒီလုပ်ငန်းကိုကျေဦးမလဲတော့မဲ့ကိုပြတ်ပါစေလို့ဆုတောင်းခဲ့လိုက်မိရဲ့အထိပါပဲကျက်တနာကိုဟာပဲစခဲ့ဇလန်းလို့ပြောရမှာပါညီမ3ယောက်တောင်းဝင်ခွဲဝေကြတော့ကိုဟာငွေကြေးမဆိုင်နိုင်သူမို့လှုပ်အားဆိုင်မယ်ကိုကစကားပြောကျွမ်းကျင်သူမို့ကုပွဲကြီးမှာပါပေါဝင်စေးရောက်မယ်ဆိုင်ငင်းရှင်တွေကိုကိုရှာပေးမယ်ပေါ့အမအကြီးဆုံးကတော့သူ့ရဲ့ကုမ္ပဏီသူကအများဆုံးငွေကြေးစိုက်ထုတ်သူမို့ကုမ္ပဏီပိုင်းဆိုင်ရာတွေနဲ့လူကြီးတွေနဲ့တွေ့ဆုံပြီးပွဲကျင်းပခွင့်တောင်းတာတွေဈေးပွဲတော်မှာဖျော်ဖြေအစည်းအဝေးတွေအတွက်မော်ဒယ်ငှားမှုတွေကျင်းပမဲ့မြို့ကြီးတွေမှာအဖွဲ့တွေတွဲကိုနိုင်ဖို့အတွက်စီစဉ်မှုတွေလုပ်ပေးပါတယ်။နောက်အမတစ်ယောက်ကတော့ငွေကြေးစိုက်သူရှိန်ဟာရှင်ဒီတော့အမနှစ်ယောက်ကသူ့ရဲ့လုပ်ငန်းတာဝန်တင်နေသူမအားတလို့ကိုကလည်းဈေးဆိုင်ခံပန်းရှင်နေဈေးပွဲတော်ရောင်းချဘူးသူတွေလုပ်ငန်းရှင်တွေကိုစီယုံဆွဲဆောင်ရတာနဲ့မအားရှာပါဘူး။ Delivery ပြနေရတာဈေးပွဲတော်သဘောတရားကိုနားလည်မှတာဝန်ယူမှုတာဝန်ခံမှုဆိုတာဘလောက်အရေးပါကြလူအသက်တချောင်းဘလောက်အရေးပါကြောင်းသိရှိစေနိုင်ဖို့ပဲဖြစ်ပါတယ်။ ERD တိုင်းဟာမြို့ကြီးနံပါတ်1မှာစေရခန့်ကျပ်ပမှာဖြစ်တာကြောင့်မော်ဒယ်10ဦးကိုရီညမ3ယောက်နဲ့လက်သမားစရာမိဖွဲတို့ခီးထွက်ခဲ့ကြပါပြီ။ကိုကအိမ်တောင်ကြကားစားအိမ်တောင်ကာလာပြီးမြအမျိုးသားကလည်းခီးထွက်နေရတော့တမျိုးမှာစေရနဲ့ကျပ်ပမဲ့တလတာခီးကိုစိတ်အေးလိုက်နိုင်ပါတယ်။အမရဲ့အဆက်အသွယ်ကောင်းမှုကြောင့်ကိုရီညမ3ယောက်နဲ့အမရဲ့တငယ်ချင်း1ယောက်မော်ရဲယောက်ျားလေးမိန်းကလေး10ဦးစုပေါင်း14ယောက်ကအဲ့ဒီမျိုးကြီးရဲ့ရုံးတနာတစ်ခုမှာတဲခုခွင့်ရရှိခဲ့ပါတယ်။ဈေးပွဲတော်ကျင်းပမဲ့နေရာကတော့မြို့နယ်ခမ်းမကြီးမှာပါ။ဆိုင်ငန်းပန်ရှင်တွေကအဲ့ဒီနေရာရောက်မှဟိုနေရာမလို့ချင်းဒီနေရာမလို့ချင်းပြဿနာပေါင်း16000နဲ့ဖြည့်ရှင်းနေရပါတယ်။ဟဲ့ကလေးမလေးညီတို့ပြတော့ဒီခမ်းမဟုတ်ပါဘူး။ငါနေရာကမိန်းခလုတ်ပုတ်ခုံကြီးနားမှာနေရတော့သူများထံကျင်းနေတယ်လို့ပဲအဲ့ဒါလာလို့ပြီးအဲ့ဒီဦးလေးကဦးမူမူဖြတ်ပါတယ်သူကတော့မျက်မှန်ဆိုင်ဖွင့်နေသူပါနည်းနည်းစကားပြောရတာလက်ပေါက်ကက်သူမို့မနေပြောပြဆွဲဆောင်ပြီးခေါ်လာရတာပါကိုယ့်ရဲ့ customer မို့အမရီနဲ့ပြောလဲမပေးပါဘူးရုပ်အတီပေါင်းနဲ့တခါတလေပြီးကက်ကက်နိုင်သလောက်တခါခါမှလည်းအင်မတန်ပြောပြီးစနောက်တက်တဲ့ခမန်းရခတ်တဲ့လူမျိုးပါကဲပါဦးမှုမှုရဲ့နေရာလေးနည်းနည်းတိုးပေးမယ်ဒီနေရာမှာနေရာရတာဦးမှုမှုကမိမ့်မယ်ကလုံနာမှာနေရာရတာမို့လူတွေကဦးမှုမှုနာပဲလာမှာကိုကလည်းပါဇက်တဲရှိအောင်ရှောက်ပြောလိုက်တော့သူဟာကြီးနဲ့သွားတယ်လို့ရှိပါတယ်ညီရုပ်ကအေးစူပုတ်ပုတ်မှုစတာပါဒီတိုင်းပဲနေလို့အဆင်ပြေပါတယ်ငါစီကကြိုက်တဲ့မျက်မှန်တက်လိုက်ယူငါလက်ဆောင်ပေးရဒါပေမဲ့ငါမှဈေးကူရောင်းဖို့လူပို့မပေါအောင်ညီလာရောင်းကူပေးရမယ်ငါမကြည်နိုင်ရင်တော့မိန်ခလုတ်ကိုချပလိုက်ပါပဲအဆူညီတို့တော့ဒုက္ခရောက်ပြီပဲသူလည်းပြောချင်တာပြောကိုလည်းပြန်နောက်နဲ့အဆင်ပြေသွားတာပါပဲဒီလိုနဲ့အဆင်ပြေပြီးဈေးပွဲတော်ကညနေ4နာရီလောက်မှစရောက်ညနေ6နာရီလောက်မှစင်မြက်ပေါ်မှာမော်ဒယ်ရှိုးနဲ့ဖြောပြပြီးဈေးပွဲတော်လိုက်လာတဲ့စိုက်ငန်းရှက်နေရဲ့ပစ္စည်းအချို့ကိုမော်ဒယ်ရှိုးရှောက်ပြီးကြောင်ညာပြီးနဲ့အဆင်ပြေပြေပါပဲကိုကတော့ဦးမမှုဆိုင်မှာအားတဲ့အချိန်လေးပြေးကူရှောင်းပေးရတာပေါ့လေအဲ့ဒီနေရာမှာဦးမမှုကနာမည်နဲ့လာတော့အရက်ကိုကြိုက်တာပါပဲ
ညနေဆောင်ပြီဆိုရင်ပတ်စံပုံမှာကိုနဲ့ထားပြီးထွက်သွားတတ်ပါရီအရက်ဆိုင်ကပြန်လာတိုင်းလဲကိုအတွက်ခါဆွဲကြော်လိုမျိုးတွေပါလာတတ်ပါရီမစားဘူးပြောရင်လဲညှိမစားဘူးလားငါစီနာနဲ့ဝဲလာတာဈေးပွဲတော်တစ်ခုလုံးမှောင်မဲတော့မဲချလိုက်ရမလားဆိုပြီးချိန်ချောက်တတ်ပါရီတကယ်တော့လည်းမလုပ်ပါဘူးစောစောနားနောက်နေတတ်ပြီးသူ့ရဲ့ဆိုင်ကိုအမှန်တကယ်လေးလာကူတဲ့သူမို့သူကလည်းတက်နိုင်တာနဲ့ပြန်လုပ်ပေးတဲ့သဘောပါပဲဒါကြောင့်ဦးမူမူနဲ့ကိုနဲ့ဟာတခြားသူတွေထက်တော့ပူခင်လာပါရီဈေးပွဲတော်ကျန်းပါလို့3ရက်မြောက်တဲ့နေ့မှာကိုကတော်တော်လေးနေမကောင်းပြက်လာတဲ့စီကံသွားပြတဲ့အချိန်မှာကိုဝင်ရှိနေပြီဆိုတော့တီးလိုက်ရပါရီဒါကြောင့်အမရီကလည်းဝမ်းသာပြီးတဲခုတဲ့နေရာမှာပဲကိုနားနေစီပါရီဈေးပွဲတော်ထဲမှာလာနဲ့တွားမနေရတော့ဘူးလေညနေဆောင်တော့အားလုံးဈေးပွဲတော်ရှိရာနေရာကိုထွက်သွားကြပါရီကိုကတော့အခန်းထဲမှာအိပ်ပြီးကြက်နေခဲ့တာပါမိခနဲ့အိပ်ပျော်သွားပါရီဟဲ့ကောင်မလေးကငါမသိသေးဘူးနော်သိလားငါ့ကိုကဲပါငါမသိချင်သေးဘူးအတန်ကြီးကအနာနာကပ်ပြီးပြောတယ်လို့မျိုးကြီးကြားလိုက်ရပါရီရဖန်ကြီးတစ်ခုလုံးကလည်းတင်းကျပ်နေပြီးလက်နိုးသွားပါရီအိယာနိုးလာတော့အရှမ်းကိုထိတ်လန့်ပြီးဦးမမှုကိုငါဘာလို့အိမ်မက်ရရလဲလို့တွေးနေမိပါရီအဲ့ဒီအချိန်မှာပဲအခန်းတကားလာခောက်တန်ကြားရပါရီညီမလေးအခန်းထဲမှာရှိသလားတကားခဏဖွင့်ပေးပါလားတကားလောက်ကောက်တဲ့အမမော်ရင်အုပ်စုဝခေါင်းဆောင်မှာသူကလည်းနေမကောင်းတယ်လို့ဖြစ်နေလို့ဆိုပြီးတဲခုတဲ့နေရာမှာပဲအိတ်ကြံခဲ့တာပါ။ဘာများပြောစရာရှိလို့ပါလဲဆိုပြီးတကားဖွင့်ပေးလိုက်ပါရင်ညီမလေးအမအခုပြောတာတေးချနားထောင်ပါနော်။အမကိုယုံပါချိန်ပြောရည်တိလားနေမကောင်းလို့အိမ်မလို့လုံနေအောင်မိခင်တရားထိုင်လိုက်အောင်မယ်လေဆိုပြီးတရားထိုင်နေရအဲ့ဒါဟိုမျက်မှန်ဆိုင်ရာတအားရစ်တဲ့ဦးလေးလေမျက်လုံးတဲပေါ်လာပြီးတော့ကဲပေးပါငါမသိသေးဘူးလို့အော်နေရဲ့ဟဲဒါဆိုရင်တော့မဖြစ်တော့ဘူးညီမအိတ်နေရလဲအဲ့လိုမျိုးပဲမှတ်တယ်မရဲ့အခုပဲလက်နိုးလာတာဒီလောက်တိုက်ဆိုင်တာမဟုတ်တော့တော့တွားမယ်လားမဘွဲခင်းလေးကိုတွားကြည့်မယ်ပြုတ်ဆူအဲ့ဒီအမလက်ကိုဆွဲပြီးဘွဲခင်းလေးတွားဖို့အောက်ထက်ကိုပြေးစင်းလိုက်ပါရင်အောက်ထက်လဲရောက်ရဲခွင့်တန်3ယောက်လောက်နဲ့အမကြီးကိုတွေ့ပါရဲ့အမကြီးမျက်နှာကစိုးရိမ်ထိတ်လန့်နေတဲ့ပုံစံနဲ့ရဲရီကိုအတင်းဆွဲနေပါရဲ့အမလီအမကြီးရဲ့ဘာတွေပြက်နေရလဲဘာတွေဖြစ်ကုန်တာလဲအော်တရားညမလေးဈေးပွဲတော်တောင်းဝင်ခဲ့မလားရဲဝင်တန်းရဲ့မိသက်အစုံမှာကိုတော်မဖြစ်ရသေးခင်မှာအမကြီးရဝင်ပြီးကြပြခင်ရပြောပါရင်ဒီမှာကျမဒီဈေးပွဲတော်ကုန်နေပိုင်ရှင်သူကတောင်းဝင်ခံဆိုတာမှန်နေကျမကသာသူ့ကိုတောင်းဝင်ခံခိုင်းခဲ့တာမဟုတ်ကျမနဲ့ပြောလဲပြီးရင်အခုနောက်ကတရားပြောနေရလေသူကအခုမှကိုဝင်ဆောင်မှုစိတ်လှုပ်ရှားလို့မရဘူးအမပြောတာမှန်ပါတယ်ဒါပေမဲ့စိုင်ကန်းတွေကိုတောက်ဝင်ခံလက်မှတ်မှာဦးမမှုနဲ့စာချုပ်မှာလေဒီကအမကထိုးထားမှုအမတို့အားလုံးတောင်းဝင်ရှိရဲဆိုတာသိရအောင်ပါအလောင်းပြပံပေါ်မချင်းဘသူမှဒီမျိုးကနေတွားလို့မရပါဘူးဆိုပြီးအသိလာပေးပါတယ်တွားပြီးဦးမမှုသိပြီလားဘာဖြစ်လို့လဲဘယ်မှာဘလို့သိရလဲကောင်းနေရလဲမှုချလေလို့ဦးမမွားညနေ4 နာရီလောက်ကမြေစိတ်မှာရေချိုးစင်းမာတဲ့ဒလားလေးပေါ်ကနေမြေတရားရေခွနဲ့ခတ်ချိုးနေရကိုတမမွားလူတယောက်ကလည်းတွေ့နေရပါတယ်စက်ပြတိုက်တော့စက်ပြလက်ကချော်သွားတာကိုရောက်ပြီးဖမ်းလိုက်ရာကနေရေထဲပြုတ်ချပြီးရေစီးနဲ့မျောပါသွားတဲ့ဒါကြောင့်မြင်လိုက်ရတဲ့သူတွေလိုက်စိတ်နေတုံးမရှိသေးရဲ့လို့အမငိုပြီးပြောပြလိုက်ပါတယ်ကို့ကိုမြေစိတ်ကိုလုံးဝအမမခေါ်ပါဘူးဒါပေမဲ့ဘလို့မှနေလို့မရတာမို့မော်ရဲမောင်လက်ဆွဲပြီးမြေစိတ်ကိုတွားကြည့်ပါတယ်ဒုတိယအမကဲစေးဆက်လေနဲ့လိုက်သွားတာပါစိတ်ထီးကလည်းအမြန်တွေ့ပါစေသူမသိသေးဘူးလို့ပြောတယ်ဆိုတဲ့စကားအောင်လေအထက်ထက်ပြောနေပါတယ်ညနေ6 နာရီရလဲထိုးပြီးမို့ပွဲကင်းတဲ့ကိုအမပြန်စီပါတယ်ဦးမမှုရှက်သေးရင်ဖြစ်ဖြစ်တေးသွားရင်ပဲဖြစ်ဖြစ်အခုဖြစ်နေတဲ့အကြောင်းကိုတော့သူ့ရဲ့ရန်ကုန်ဆိုင်လေးစားကနေတက်ဆင်းသူ့ရဲ့မိသားစုအကြောင်းကြားရပါတယ်ပြီးတော့သူ့ဈေးပန်းတွေကိုအစိမ်းရောင်အစတွေနဲ့အုပ်ချပါတယ်ဒါတွေကိုအစီအစဉ်တကြဖြက်လားမဖြက်လားမသိနိုင်ပဲမျက်ရည်တရားလဲကျနေရဲ့ကြားရနေလောက်ပါပါတယ်အမကြီးရောအမငယ်ရောရဲကိစ္စဦးမမှုကိုရှာဖွေကိစ္စတွေနဲ့ဘယ်ရီရောက်နေကြမှန်းမသိပါဘူးဒါပေမဲ့ပွဲခင်းရလဲ3 ရက်မြောက်မှုပိုစီပြီးရှုပ်ရှက်ခတ်နေပါတယ်ဦးမမှုနဲ့နေနဲ့စိုင်းနီးနာကျင်းနေရသူတို့ဆိုင်မှာပဲကိုယ့်ကိုခုံတလုံးနဲ့ခဏထိုင်နေခိုင်းပါတယ်သူတို့လည်းကိုယ့်ကိုအခမ်းမနေအောင်လေဈေးဝယ်တွေနဲ့ရှုပ်ရှက်ခတ်နေရအောင်
ကိုကလည်းဦးမမှုအချောင်းတွေသူ့ဆိုင်လေးကိုကြည့်ပြီးထိုင်နေလို့မှမကြသေးဘူးမီးပြတ်သွားတယ်ဟာမီးတွေပြတ်ကုန်ပြီတေချာပစ္စည်းတွေတင်းကြဟဲ့ဈေးပွဲတော်ဆိုတာမီးပြတ်လို့မရအောင်ဒါကြောင့်လည်းဒေတာဆိုင်ရာနဲ့တေချာညှိနှိုင်းပေးတာပါအရင်ရှုပ်တဲ့အချိန်မီးပြတ်တော့ပစ္စံပုံပြောက်သွားတာရွှေရင်စံကဲပြတ်တယ်လို့နဲ့အကုန်ပါသွားတတ်တာမို့မီးမပြတ်ပါဘူးဆိုတဲ့အဲ့ဒီတစ်ချက်ကိုစာချုပ်မှာထုတ်ထားတာပါမီးဆက်ဆိုတာလည်းလက်ဆွဲဆက်အသေးလေးပါခဲ့ပါရီတေချာကြည့်လိုက်တော့ကျမတို့ပွဲကင်းနေပဲပြတ်နေရပါအပြက်မှာလမ်းမီးတွေတောင်းလာပါရီဘယ်နေရာကဘလို့ပြတ်တယ်လဲဆိုတာရှာဖို့ထားလိုက်ချိန်မှာတော့လက်သမားခေါင်းဆောင်ဦးလေးရဲ့မိသမားရဲ့မိန်းကလေးခုံတာပြေးလာပါရီကိုကလည်းဝမ်းသာသွားပြီးသူများပေးထားတဲ့ဓမီကိုယူပြီးသူတို့ထိုးပြလိုက်ပါရီတစ်ဆက်တည်းဦးလေး EPC ကိုစက်ကြပါအောင်မိရဘလို့ပြက်လို့ပြက်ဟာတာလဲလို့ဒီခမ်းမကြီးတစ်ခုလုံးပဲပြက်တာပြက်မှာလောက်ကြပါအောင်တမီးကဒီပါကိုမိပြက်ကလေးက EPC ကိုဆက်ပြီးဘာလိုက်မှမပြတ်ဘူးလို့ပြောတဲ့တမီးရဲ့အဲ့ဒါကြောင့်အခုလာကြည့်ရပြက်ပြက်ဆူဆူမိန်းကလပ်ကိုကြည့်လိုက်တော့အော်ပြက်မှဖြစ်ရပါလေဘသူအများလာပြီးမိန်းကလပ်ချသွားတော့မိန်းကလပ်ကောင်မှခလုတ်ကြီးကကြနေအောင်မြင်လိုက်ရပါရီချက်ချက်မိန်းပြန်တက်လိုက်ကြတော့ဝဲခင်းတစ်ခုလုံးလင်းထိန်သွားပါရီအဲ့ဒါနဲ့ပဲသူတို့လည်းအဲ့ဒီနားမှာပဲရက်ပြီးဥမှုမှုအကြောင်းတွေပြောနေကြတော့မှပြုံးစုမီးရထက်ပြက်သွားပြန်ပါရီဝဲခင်းတွေကစိုက်ကန်းရှင်တွေကထက်အော်ကြပြန်ပါရောဒါနဲ့ချက်ချင်းပြန်ကြည့်လိုက်တော့မိန်းကလောက်ကကြနေပြန်ပါရီမိန်းကလောက်ဆိုတာသူ့ဘာသာသူကြရအောင်တိတိလေးလည်းမဟုတ်ပါဘူးယောက်ျားလေးတွေတောင်မနေအားနဲ့ဆွဲချရတာပါဒီလိုမျိုး၃កလောက်ပြက်ပြီးမှတော့9နာရီကန်ရှိနေပါပြီထူးဆန်းတာတစ်ခုကမိန်းကလောက်ခုံနာမှာလူတယောက်ရေစုံနဲ့ရက်ထားတယ်လို့ရွှေရီစုံနေအောင်တွေ့ရပါတယ်ဒါဆိုဥမှုမှုများတေးဆုံးခဲ့ပြီလားတေးပြီလို့ကိုယ်သူ့မြဲချိန်ချောက်နေကြစကားအတိုင်းမိန်းကလောက်ခုံနာမှာထားလို့သူ့ဟာမိန်းပင်ဒါကြောင့်ကြီးကိုပြောမရရင်မိန်းချပြက်လိုက်မယ်ဆိုတဲ့စကားကိုမမီအကောင့်ထဲဖော်နေသလားလို့တွေးကြောက်လာပါတယ်ဒီမှာပဲတခြားနေရာကလူတွေမတိသေးပေမဲ့ဥမှုမှုနဲ့စံချိန်ကက်ရက်တီမျက်နှာချင်းဆိုင်ရာဆိုင်ကန်းနေရာတည်နေကြပါပြီလက်နဲ့လက်နေကြပါပြီညမလေးတခုခုလောက်အောင်တော့အမားတို့ကြောက်တယ်အမားတို့ကဒီဆိုင်ကန်းထဲမှာအိတ်ကြတာဒီလိုတောင်ဆိုမအိတ်ရဘူးတဲခုကန်ရှာပြီးပစ္စည်းတွေကိုတော့ညမတို့တောင်းဝင်ကိုစောင့်ရှောက်ပေးရမှာဒလူတွေပြောလာကြပါပြီလေးချိန်မြောင်မေးပြတ်ပြီးမှတော့ကိုတိုင်းလေးတော်တော်ဖြုံလာပါပြီလက်သမားဦးလေးကြည့်ရတယ်ပြောပါတယ်မစားဖို့မနှောက်ဖို့ဒလူတွေလောက်ရင်တော့အစင်မပြေချောင်းတောင်းမှန်ချောင်းပြောတာလည်းမရပါဘူးဒီတော့သူတို့တွေအားလုံးကပြောပါတယ်ညမလေးကသူ့ကိုတောင်းဝင်ယူပြီးခေါ်လာတာဆိုတော့ဟုတ်တော်ရှိမဟုတ်တော်ရှိညမလေးလှုပ်ပေးနိုင်တာတွေပြောကြည့်ပါလားသူတို့တိုက်တွန်းလာတာတော့ကိုလည်းအားလုံးဝိုင်းပြောလို့အရင်စွန့်ပြီးပြောကြည့်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီနောက်တယောက်တည်းကပ်ပြီးမသွားရဘူးကောင်းပြီအမရဲ့ညမပြောကြည့်ပါမယ်အတူတူတော့စောင့်နေပြီးပါညမလည်းကြောက်တယ်ဥမှုမှုဒီလိုတော့မနှောက်တဲ့မအောင်နော်ဥမှုမှုရဲ့ပစ္စည်းတွေပတ်စံတွေမပြောင်းရအောင်ညမစောင့်ရှောက်ထားတယ်မနေ့ပြန်မိသားစုတွေရောက်ရင်အားလုံးရှိပါစိတ်ရင်းနဲ့အကုန်ပြန်အပ်ပေးပါမယ်ပြီးတော့အလောင်းကိုလည်းအမြန်ဆုံးတွေ့အောင်ရှာပေးပြီးကောင်းကောင်းမွန်မွန်တကြိုပေးပါမယ်ကုသိုလ်အလှလည်းပေးပါမယ်ဒီလိုပြောပြီးနိုင်ဝဲလောက်စောင့်ကြည့်နေရောလုံးဝထပ်မပြတ်တော့ပါဘူးည10နာရီလောက်ကြာတော့အမနှစ်ယောက်ပြန်ရောက်လာပါတယ်သူတို့တွေဥမှုမှုကိုမတွေ့ခင်ချပါဘူးအမရဲ့တငယ်ချင်းနဲ့ကိုနေကအတူတူတခန်းနဲ့အိတ်ကြတာပါကိုရီတဲတဲ့နေရာပြန်ရောက်ပြီးခဏလေးမေးနေအောင်ရှိသည်လက်သမားကောင်းဆောင်ဦးလေးလာနိုးပါတယ်အဲ့ဒီလက်သမားဆရာအဖွဲနဲ့မီးဆရာပွဲခင်းထဲမှာပဲအိတ်တာသူကလည်းကိုမတွေအခန့်အောင်မသွားဘူးအမတွေကနည်းနည်းစိတ်ဆက်ပြီးပင်ပန်းနေရင်စကားပြောအစင်မပြေတတ်ပါဘူးဒါကြောင့်ဆိုင်ငန်းရှင်နေနဲ့ကြံတဲ့ကိစ္စတွေကိုကောင်းမဲ့လာစောင့်နေပါတယ်တမီးရေပွဲခင်းနဲ့ခဏလိုက်ခဲ့မှရမယ်ထင်တယ်ပြဿနာတက်နေပြီဘာပြဿနာလဲဦးလေးဘာဖြစ်တာလဲတမီးလိုက်ခဲ့ပဲအခုဘာဖြစ်တာလဲအရင်ပြောပြပါအောင်ပြဿနာဆိုင်ကန်းလူတွေအိတ်မရတာတမီးစနစ်ထိုးမှဥရုနားလိုက်ကြတာဆိုင်မီးကြီးတွေအကုန်ပိတ်ပြီးတဆိုင်တလုံးမီးပြောင်းလိုက်ချိန်မှာတချို့အခါမီးကပြန့်လိုက်လာလိုက်ဖြစ်တယ်တချို့အခါမီးလုံးတွေလေးမတိုက်ပဲရမ်းပြီးကွဲကုန်နေဥမှုမှုနဲ့ခင်တဲ့အနီးဆုံးအင်းကြီးဆိုင်ကကောင်းလေးတွေနှစ်ယောက်တော့ထပ်ပါပြေးရတယ်ဆိုင်ကန်းကောက်ပေါင်းအိတ်နေတုံဆွဲချလို့တဲ့အဲ့ဒါတမီးကလိုက်ပြီးဘာလို့ပေးရမလဲရင်တကယ်တမီးမလောက်တတ်ဘူး
ဆိုင်ကန်လိုင်းသုံးလိုက်မှဥမမှုလိုင်းနဲ့နေတဲ့တလိုင်းလုံးကဒီညကိုဆိုင်မှာကိုမအိပ်ဘူးပြောတယ်တမီးသူတို့ကနီးစက်ရဖုန်ကြီးတောင်းတဲခုခံတို့အိပ်မယ်ပြောတယ်အဲ့ဒါနေမြည်မကျွမ်းလို့ကိုပေးရမယ်တဲ့ဆိုင်ကန်အပစ္စည်းတွေလည်းစောင့်ပေးဖို့စီစဉ်ပေးပါပြောတယ်ဒါနဲ့ပဲအမြန်လိုက်ပြီးတချို့လူတွေကိုဖုန်ကြီးတောင်းပြောပြီးတချို့ဈေးသက်တာတွေတဲခုခံကိုပြောပြီးလှုပ်ပေးရနဲ့ဥမမှုဆိုင်ကန်တဲကိုအခြားသူတွေနဲ့အတူခွန်လိုက်ပါတယ်အမရဲ့တငယ်ချင်းကလည်းအကုန်လိုက်ကူပေးပါတယ်ကိုအမနှစ်ယောက်မှလည်းတကယ်ပင်ပန်းလွတ်နာကြောင်းပြောနေနှိုးမနေတော့ပါဘူးလူဆောင်မရှိရဲ့ဆိုင်ကန်တဲကိုအဆင်ပြေအောင်အဲ့ဒီမှာပဲအိတ်တက်လက်သမားဆရာမိဆရာနဲ့အဖွဲကိုကူညီတောင်းပြီးစောင့်အိတ်စေးလိုက်ပါတယ်အားလုံးစီစဉ်ပြီးချိန်မှာမနက်3 နာရီလောက်ဖြစ်နေပါပြီဒီတော့ကျန်တဲ့သူတွေကိုထမ်းမ6လမ်းစီဖို့အတွက်ဥမမှုဆိုင်ကန်တဲကိုတော်ပြောမယ်လို့ဆုံးဖြတ်လိုက်ပါတယ်လူ2 ယောက်3 ယောက်အဖို့ခေါ်ပြီးဥမမှုဆိုင်ကန်နဲ့ဝင်လိုက်ပါတယ်ညမလေးနေမှာကိုဝင်ကြီးနဲ့ပြတ်ပါမလားတော်ကြောင်ဖွယ်ပူးတာခွာတာတွေဖြစ်နေဘလို့လုပ်မလဲအမစိတ်ပူတယ်အမပြုတ်သူရဲ့တငယ်ချင်းကပြောပါတယ်ဒါပေမဲ့ကိုသိနေရတကူကဥမမှုကတေးချပြောပြရမှာပါဆိုရင်ယုံကြည်ချက်ပါပဲဆိုင်ကန်နဲ့ရောက်တော့သူရှိနေတဲ့ခန်းစားချက်မျိုးရရှိပါတယ်အရန်နဲ့လိုစက်ပြနန်းလိုအပုံးနန်းလိုရပါတယ်ကိုလည်းစိတ်နဲ့ပြီးအာတင်ပြောလိုက်ပါတယ်စိတ်ထဲမှာလည်းဥမမှုတေးဆုံးသွားပြီဆိုတာသိလို့အတော်လေးကိုစိတ်မကောင်းဖြစ်ပြီးဝမ်းနေမိပါတယ်ဆိုင်ကန်နဲ့ဝင်လိုက်တော့ဥမမှုဆိုပြီးအတန်ခက်ကြက်ကြဲခေါ်လိုက်ပါတယ်ပြီးတော့ဆက်ပြောလိုက်တယ်ကိုစကားတွေကကြောင်တောင်းနိုင်ခြင်းလဲနိုင်မှာဖြစ်ပေမဲ့စိတ်ထဲမှာပြောချင်တာကိုပြောချလိုက်ပါတယ်တမီပြောပြအောင်မင်းတိလားတမီမှာကိုဝင်ရှိနေပြီတဲ့အဲ့ဒါပြောနေတာဒါပေမဲ့ဥတီနေဒီလိုဖြစ်တော့တမီအတော်စိတ်မကောင်းဖြစ်ပြီးဝမ်းနေတယ်ဥတီဖြစ်နေကြတော့တမီမှာလေရဲရလာစစ်တာခံရတယ်ဒီလိုတွေဥဟာပွဲကင်းထဲမှာရှောက်စားလို့လေအခုထိမနာသေးဘူးတမီအိတ်ချန်နေပါပြီဒီလိုတန်ဆက်ပြင်းနေတမီမှာကိုဝင်ကြီးနဲ့နားလဲနားရတော့မှမဟုတ်ဘူးတမီတောင်းမှတ်ပါတယ်နော်အေးစစ်စစ်နေကြရအောင်မြစ်တိုင်ရက်ခံပါတယ်ပြောပြီးရဲ့အချိန်မှာရှင်နေရနေဆက်သွယ်မှုတစ်ခုရတယ်လို့ယုံကြည်သွားပါတယ်သူထက်လို့မှမဟုတ်တော့ဘူးဆိုတာအလိုလိုသိနေရပါစိတ်တရားနေထပ်ပြောလိုက်ပါတယ်ပြောချင်တာတွေရှင်တကယ်လို့အိမ်မက်ပေးလို့ရရင်တမီအိမ်မက်တွေကိုလာခဲ့ပါလို့လေအထက်ထပ်ဖိတ်ခေါ်လိုက်ပါတယ်တဲခုတဲ့နေရာပြန်တဲ့လမ်းတစ်လျှောက်လုံးမှာလေရန်ကုန်မှာရှိရဲ့သူ့ရဲ့ဆိုင်ကိုတွားပြီးဒီစည်းပွဲတော်ရောက်ဖို့တွားပြီး marketing ဆင်းဖို့ခေါ်နေချိန်တော့သူမလိုက်ချိန်ကိုစိတ်မဝင်စားဘူးဆိုပြီးအတန်တန်ငင်းခဲ့တဲ့ပုံနေကိုမြင်ရောက်ပြီးမျက်ရည်တွေအောင်ကြောက်မိပါတယ်ကိုတင်း marketing ဆင်းလို့သာသူမလိုက်ကြမယ်လိုက်ခဲ့ရတာသူ့ကိုသာကိုအတင်းစိုက်ခဲမရောက်ခဲ့ရင်တော့သူလည်းလိုက်ရောက်ပြတ်မှာမဟုတ်ဘူးဆိုပြီးကိုသာအပြည့်တဲနေမိပါတယ်တဲကိုကန်ရောက်တော့မနက်9 နာရီထိုးကနေနေပါပြီအိမ်မပြောခင်လဲဒီအကြောင်းနေပဲကောင်းနေရောက်လာပါတယ်တမီးလေးကောက်ကဥဝမ်းနေတယ်ကြောက်တယ်ဥတီနီယာမှာမနေခဲ့ခြင်းဘူးအခုဥရက်ခန္ဓာကိုယ်ပါရှိမှမျောနေအောင်ပဲနောက်ထပ်3 ရက်မြောက်တဲ့နေ့မှမတွေ့ပင်လယ်ဝကိုသွားတော့မှတမီးတို့ဆိုင်ရာပိုင်ဟာတွေနဲ့ပွဲပေးပြီးတောင်းမှမှာအဆောင်ပြက်နဲ့မနေခဲ့ခြင်းဘူးကိုဖြစ်ကိုသိပါတယ်ဥသေးဆုံးပြီးမကြခင်အဆောင်ပြရတော့မယ်တမီးကိုတနာလို့နောက်ကိုလူတွေကိုမစတော့ပါဘူးတမီးရဲ့မော်ရင်ကောင်းမလေးကိုစက်တယ်လို့ရနေရမို့တမီးကိုကူညီပေးပါနော်အိမ်မက်ကနေလန့်လို့တော့မနေ့7 နာရီတောင်ထိုးတော့မှအမ2 ယောက်နဲ့အတူမြင်းစိတ်မှာအလောင်းပြန်တွေ့ဖို့ဆရာကြီးတအုပ်ကိုပဲ့ဖိတ်ပြီးပွဲပေးခြင်းစုတောင်းချက်နဲ့လှုပ်ဆောင်ကြရပါတယ်ဆက်လီသမားတွေနဲ့အစုံအစမ်းရှာကြတယ်လို့သူ့ရဲ့မိသားစုရောက်လာပြီးမို့လေအသက်နာကရုဏာကြီးတွေပေးပြီးလှုပ်ကြပါတယ်ဈေးပွဲတော်ကလည်းသူ့ဟာသူစီကားနေရမို့အစင်ပြေးမပြေလဲဆိုင်ကန်းပိုင်ရှင်တွေကိုလှည့်မကြည့်နိုင်တော့တဲ့အထိပါပဲဥမမှုရင်နဲ့ပြီး3 ရက်မြောက်တဲ့နေ့မနက်အစောမှာမော်ဒယ်မအမကြီးစီကိုခတ်တုတ်ပြေးပြီးပြောလာပါတယ်မမတို့ပင်လေဝနာရွာနာမှာပိုက်ချပြီးဆွဲပါအလောင်းကပ်ပါလာပါလိမ့်မယ်တိုက်ဆိုင်မှုတွေရှိပါလဲရှိထားတာမို့ပြောတဲ့အတိုင်းရှားကြတဲ့အခါမှာဥမမှုအလောင်းကိုတွေးလိုက်ရပါတယ်အမတွေကဘလို့မှမလိုက်နဲ့မကြည့်နဲ့ပြောပေမဲ့မနေနိုင်ပါဘူးကိုနဲ့တိတ်ခင်ပြီးကိုအိမ်မက်ပေးလို့ရတယ်ဆိုတော့ကိုနဲ့သူပထန်းဆက်ပါလို့နေမှာပါဒီလိုပဲယူဆပြီးပြေးကြည့်လိုက်တဲ့အခါမှာတော့တော်တော်လေးကိုစိတ်မကောင်းစရာမြင်ကွယ်မှာဆက်လီတဲကိုရှေးနူးနေတဲ့အလောင်းတက်ဖို့မပြတ်နိုင်တော့ရေထဲကပဲအလောင်းကျုံနဲ့ချိပြီးဆွဲလာတာပါပုံစော်တွေလည်းနန်းလို့နေပါ යි ဥမမှုကငကူကလေးကဝါတဲ့သူမို့
ရင်နူးပြီးအကြီးပြက်နေပါတယ်လက်တစ်ဖက်ကလက်ငါးချောင်းထောင်ထားပြီးတစ်ဖက်ကတော့လက်နှစ်ချောင်းထောင်ထားတဲ့ပုံကြီးဖြစ်နေပါတယ်အဲ့ဒါကို9နှစ်ဆိုပြီးနှလုံးတီထိုးကြတာတစ်မြို့လုံးနေပါပေါက်တယ်လို့တိုင်နေအောင်ပြေးရဆိုပြီးကြံ့သိရပါတယ်အလောင်းကိုကမ်းမုံတင်အဝဲပြုံနဲ့ထုတ်ရဲစခန်းစစ်ဆေးပြီးအဲ့ဒီနေ့မှာပဲတကြိုလိုက်ပါတော့ရင်သူကဘာသာချားဆိုတော့မိသားစုကျေးနှံစီပဲနီလန်အတိုင်းပြုတ်လုပ်ပေးခဲ့ပြီးကိုရီးယားလည်းဥမမှုအတွက်ပွဲတော်ကျန်းပရာနေရာနေလေပိုင်းမှာစိုင်းနေမဖွင့်ပဲဖုန်ကြီးစွန့်ကအမျှပေးဝေခဲ့ပါတယ်အဲ့ဒီညမှာတော့ဥမမှုစီကအိမ်မက်ကိုစောင့်နေပါသေးတယ်သူဘာမှထက်လာမပေးတော့ပါဘူးမော်ရီအမကိုတော့ပေးပါတယ်သူကရေထဲကိုပဲတွားမဲ့သူပြက်နေပါပြီနှုတ်ဆက်ပါတယ်လို့ပြောသွားတယ်ဈေးပွဲတော်ရှေ့မြောင်းနေမှာဥမမှုဆိုင်ကန်းနေရာလေးကလုံနေခဲ့ပါပြီအဲ့ဒီနာကနေဖျက်ရှောက်မိရိုင်းဟာတတာကြီးခံစားပြီးနားထဲမှာငါမကြည့်နိုင်မိခလုတ်ကိုချပလိုက်မှာနော်ဆိုရင်သူ့ရဲ့ချင်းချစကားအတိုင်းလောက်ပြခဲ့တာကိုတတိယနေမိပါတော့တယ်ပြိတ္တများရှင်ဒီကနေ့မှတင်ဆက်ပေးခဲ့တဲ့ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးပါပြီနောက်ဆင့်ခဲ့ကြတဲ့တယောက်ချင်းစီအောင်လဲကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်နေ့မှလည်းကျမတို့ရဲ့ channel ကနေပြီးတော့ဒီလိုစိတ်ဝင်စားစရာပရလောကဇလန်းလေးတွေကိုဆက်လက်ပြီးတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ပြီးအားပေးနှားဆက်ပါအောင်ရှင်